မင်္ဂလာပါကျွန်တော်ရဲ့ဗီဇာအကြောင်းလေးတွေကိုတချို့တင်ပေးပါဆိုတော့သိချင်တယ်ဆိုလို့လေပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကကိုရီးယားကို2012ခုနှစ်မှာရောက်ပါတယ်12ခုနှစ်မှာရောက်တဲ့အချိန်မှာကျွန်တော်ရဲ့မြန်မာ2ယောက်ပေါ့နော်တက်ဆယ်ုံနဲ့တူတူရောက်လာတယ်ကျွန်တော်တို့သိတဲ့အချိန်တောင်မှပဲအတူတူလာမယ်ဆိုတာကိုဘယ်လိုလဲဆိုတော့ကျွန်တော်ကတတိယအချိန်မှာအောင်ခဲ့တာတတိယအချိန်မှာအောင်ပြီးတော့ကြတော့ကိုရီးယားကို3လလည်းပြရောက်လည်းဖြစ်သွားတာပေါ့နော်အဲ့လောက်မြန်ခဲ့တာဆိုတော့ကြတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာလည်းတက္ကသိုလ်အဝေးသင်တက်နေရနေပြီးတော့ဒီတိုင်းပဲဝင်ဖြေလိုက်တယ်ဒီတိုင်းပဲတင်တန်းလည်းအနီးကပ်ပေါ့နော်တိတ်တော့မတက်လိုက်ရဘူးမတက်လိုက်ရဘူးဆိုတော့ဒီ28ရက်လောက်ပဲတက်လိုက်ရတယ်ကိုရီးယားဘာသာစကားကိုတက်လိုက်ရတော့ကြတော့ကိုရီးယားဘာသာစကားနဲ့ထိတွေ့မှုကလည်းအရန်နေတယ်အရန်လည်းအာမတာခဲ့ဘူးဒါပေမဲ့ဆောင်းမွဲတော့အောင်လာတယ်အောင်ပြီးတော့ကိုရီးယားရောက်တော့ကြတော့လည်းပဲအဲ့လိုအလင်းမြန်ကြီးရောက်လာတယ်ပေါ့နော်ဆိုတော့ကိုရီးယားဘာသာတင်တန်းတက်တုံးကလည်းပဲမိတ်ဆွေမရှိခဲ့ဘူးပြီးရင်ဒီအတူတူလာမဲ့မိတ်ဆွေတွေနေလည်းရှိလားဆိုမရှိခဲ့ဘူးအဲ့တော့အတူတူတစ်ဆက်ရုံနဲ့ကြားတယ်ဆိုတာတော့မှပဲကိုရီးယားကိုရောက်ပြီးတော့တင်တန်းကျောင်းရောက်မှကျွန်တော်တို့တီးခဲ့တာပေါ့နော်တီးပြီးတော့အတူတူလာတယ်ပြီးရင်2ယောက်သားပေါ့နော်ဒီဆက်ရုံမှာရောက်တော့ချိန်မှာဆက်ရုံမှာကကျွန်တော်မိခင်ရုံလို့ပြောမှာပေါ့နော်အဲ့မှာကဖိလစ်ပင်းတို့အင်ဒိုနီးရှားတို့ပဲရှိတာမြန်မာလူမျိုးဆိုတာကျွန်တော်တို့ပထမဆုံးဖြစ်သွားပါပေါ့နော်ဆိုတော့ကျွန်တော်မှာဘာသာစကားအခက်အခဲရှိတယ်ဒါပေမဲ့ကံကောင်းတာအဲ့တုန်းကတော့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာတက္ကသိုလ်ထိတက်လာဆိုအင်္ဂလိပ်စာလေးကမဆိုတလောက်ကလေးနည်းနည်းလေးပြောတတ်တရားပေါ့နော်အဲ့ဒီတုန်းကလေဆိုတော့ကြတော့ကျွန်တော်ဒီအင်ဒိုနီးရှားဖိလစ်ပင်းနေနဲ့ကျွန်တော်အင်္ဂလိပ်လိုပြောဆိုကြတယ်3နေရနေပြီးတော့ကြတော့ကျွန်တော်ဒီရောက်ကစားကျွန်တော်ထမင်းအောင်ပတ်ဆက်ရှိရနဲ့ထမင်းဝယ်မစားတယ်လို့ပေါ့နော်အဲ့လိုမျိုးထိဒုက္ခရောက်ခဲ့ဘူးလားရှိရဒါပေမဲ့လည်းကံကောင်းကျွန်တော်ဒီဖိလစ်ပင်းတို့အင်ဒိုနီးရှားတို့ကကျွန်တော်တို့ချက်ကျွေးတယ်အဲ့လိုမျိုးဒီကူညီခဲ့တယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးနဲ့ကျွန်တော်စင်ပြေတယ်ပြောရမလားမသိဘူးပေါ့နော်နည်းနည်းအကျဉ်းသားရလာပြီးတော့နောက်ပိုင်းသူတို့တွေကပဲမြန်မာအတိုင်းဝိုင်းနေမြန်မာစားတောက်ဆိုင်နေမြန်မာဘုန်းကြီးကျောင်းနေရှိတဲ့နေရာကိုလိုက်ပြီးတော့ချိတ်ဆက်ပြီးရှာပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဒီကိုကောင်းခဲ့တာပေါ့နော်ပြီးတော့ပြီးတော့ဘာအဲ့လိုမျိုးနဲ့ကျင်လည်လိုင်းရနေပြီးနောက်ပိုင်းကျတော့အင်္ဂလိပ်လိုသုံးတာကိုရီးယားနဲ့ကျွန်တော်နဲ့ထိတွေ့ဆက်ဆံမှုကပို့ပြီးတော့ဝေးကွာတယ်လို့ဖြစ်သွားတော့ကြတော့ကျွန်တော်အနေနဲ့ကဒီအလုံးလုံးရင်းနဲ့ဒီတချင်းနားထောင်နေပေါ့နော်ကိုရီးယားတချင်းနဲ့ကိုရီးယားနဲ့ပတ်သက်ပြီးရင်ကိုရီးယားဒရမာတွေကမြန်မာနိုင်ငံမှာကြည့်ခဲ့တာဆိုတော့လေအဲ့မှာ crazy ဖြစ်ပြီးတော့ကြတော့ကိုရီးယားတချင်းတွေတရားတော့ကြတော့နားထောင်နေဇလန်နေအလုံးလုံးရင်းနဲ့ကြည့်တယ်ကျွန်တော်ဒီအဲ့ဒီအချိန်အလုံးလုံးတုန်းကဆိုလို့ရှိရင်လောက်ခလာစားလည်းနေတယ်ပေါ့နော်ပြီးတော့ကျတော့အလုပ်ထဲမှာပစ္စည်းတစ်ခုနဲ့ထွက်ဖို့တော့အချိန်ကြီးအများကြီးကြာတယ်ကြာတော့ကျွန်တော်မှခုနဘာသာစကားလေးလာချိန်နေအလုပ်ထဲမှာအလုပ်လုပ်နေတခြား3နာပြူတာတွေအတွက်ကအချိန်ရှိခဲ့တယ်ပေါ့နော်အခုမှလာအရင်တော့အရန်မြန်လာတာဘာလို့ဆိုလောက်ခလာစားကြီးလက်တက်တော့သူတို့ဆက်ရုံနေရလဲပဲဒီအော်တိုစနစ်တွေသုံးလာအော်တိုမတစ်တွေများလာတော့ကြတော့မြန်ဆန်လာတယ်မြန်ပြီးတော့ကြတော့ကိုယ့်အတွက်အချိန်တိတ်မရှိသလိုလည်းများလာတာပေါ့နော်အဲ့တော့ဆိုလို့ချင်းကျွန်တော်အဲ့လိုမျိုးလှုပ်တယ်ရန်နေပြီးတော့အဆင်ပြေပြီးရင်2000နဲ့မှအဲ့အချိန်မှာကျွန်တော်ဗန်ဂျန်နေရှိရပါတော့ဗန်ဂျန်နေအဲ့တော့ဖိလစ်ပင်းပြီးတော့အင်ဒိုနီးရှားပြီးတော့ကျွန်တော်ကထင်တယ်ကျွန်တော်2015လား16လားမသိဘူးအဲ့လောက်ကစပြီးကျွန်တော်ဗန်ဂျန်ဖြစ်သွားတယ်ဘာလို့ဆိုသူတို့တွေကနှစ်ပြည့်ပြီးတော့ပြန်သွားကြတယ်ပြင်ဆိုင်ရွာလည်းဟိုဘက်ဒီဘက်ခွဲတဲ့အခါမှာကျွန်တော်အဲ့လိုမျိုးပါပြီးတော့ကျတော့ကျွန်တော်ဒီဘက်ဗန်ဂျန်တွေကဘာလို့လဲဆိုရင်ကျွန်တော်ကစာချူလို့ရတာပေါ့စာချူလို့တော့ကျတော့မိုးလေးချင်းရတယ်မိုးလေးချင်းရတယ်ပြီးလို့ရှိရင်မိုးလေးစတင်ကန်ရတယ်ပြီးလို့ရှိရင်ကပစ္စည်းထုတ်လို့ရဆိုင်အောင်ဆိုတော့လေကျွန်တော်မှာအဲ့မှာတော့ကျွန်တော်တို့အတွက်တော်တော်လေးကိုပဲဘုဒ္ဓတက်ရတယ်ဆိုတော့ကိုယ်နိုင်ငံမှာပြန်ပြီးတော့စာချုပ်ဆက်ရုံနေပြန်ပြီးတော့လုံးမယ်ဆိုလို့ရင်လည်းပဲလောက်ခံလို့ရတယ်ဒီအဆင်ပြေတယ်ဘာလို့လဲဆိုရင်ဒီစတင်နေခံရတဲ့ကိစ္စဒီလိုမျိုးဆိုတာကျွန်တော်တော်တောင်မလွယ်ဘူးမိုးရီချင်းရတာလည်းပဲတော်တော်လေးကိုပဲပညာတစ်ခုလိုပဲပေါ့နော်ပြင်ဆက်ဒီပိုင်းပြန်လဲကျွန်တော်ပြင်နေအဲ့ဒီပိုင်းနေတီတော်တော်လေးရောက်တယ်ပြီးရင်ကျွန်တော်အနေနဲ့လုပ်ခဲ့တဲ့အချိန်မှာကိုရီးယားလူမျိုးနဲ့ကိုရီးယားခွာချမ်းနေနဲ့ကျွန်တော်တို့ကတော့တွဲလို့ရတာပေါ့နော်ခွာချမ်းနေရှိရဲခြားချမ်းနေရှိရဲအလောက်ကတော့သူနဲ့ကျွန်တော်လည်း level 2ပဲဒါပေမဲ့သူတို့ကတော့သူတို့နိုင်ငံသားတွေဖြစ်တဲ့အတွက်ခွာချမ်းတို့ခြားချမ်းတို့ဖြစ်တယ်ကျွန်တော်တို့ကတော့နိုင်ငံသားတွေပဲဖြစ်တဲ့အတွက်ဗန်ချမ်းလောက်ထိပဲသွားတယ်ပြင်လာစားကြတော့လည်းပဲကျွန်တော်တူတူပဲဆိုတော့တိတ်မသိမင်းပေါ့နော်ဒါပေမဲ့သူတို့ကကြတော့9နာရီနဲ့တိတ်ပြီးတော့ထီလာစားရတယ်ကျွန်တော်တို့ကကြတော့နေဆိုင်ကိုပဲဒီမှာတော့လုံးဆက်ရှိရင်တော့ကြံဖန်လုံးနေပေါ့နော်လုံးဆက်မရှိဘူးဆိုလို့ရှိရင်လည်းတိုင်းကတ်ထိုးလို့ရှိရင်တော့ညကိုသူက10နာရီထိုးခိုင်းတယ်
10နာရီထိုးခိုင်းပြီးအလုံးမရှိဘူးဆိုလို့ရှိရင်လည်းပဲ9နာရီ10နာရီထိလောက်ပေါ့တခါလေကျလည်း9နာရီထိလောက်ပြီးတော့ကြတော့ဒီညာဆိုင်သမားတွေရှိတာကိုညာတိုင်းကြကျွန်တော်တို့ကခွန်လေးကြတွေမရှိဘူးဆိုတော့လေခွန်လေးကြရဲ့အစားဆိုကျွန်တော်တို့ကညာနောက်ကြတဲ့အထိနည်းနည်းလေးနေပြီးတော့အလုံးမရှိလိုက်မှထိုင်နေသည်ဖြစ်တဲ့ဘာမှကိုယ်အိမ်မှာပဲပြန်ပြီးတော့ဒီတိုင်းချက်ပြုတ်စားပြီးနေရနေပြီးတော့တခုဆက်အေးတာဖြစ်တယ်ဆိုရင်ဆောင်းနဲ့ဆက်ရုံကလည်းကက်ရဲဆိုတော့လေအဲ့လိုမျိုးလေးနဲ့ကြီးပင်းနဲ့အဲ့လိုမျိုးလေးခံခဲ့တာပါနော်နေပြီးတော့ကျွန်တော်တို့ကတော့အဲ့ဒီဆက်ရုံမှာအခုလိုမျိုးပေါ့နော်ဒီခွန်လေးချာတောင်းရင်ကနေပြီးတော့ကြတော့အတွေ့အကြုံတွေကဘယ်လိုမျိုးဖြစ်လာလဲဆိုရင်အဲ့ဒီကစေးရေးမှာလည်းတော်တော်လေးကောင်းတာလည်းပါတာပေါ့နော်ကောင်းတာပါလဲဆိုတော့ဒီရုံပိုင်းဆိုင်ရာကိစ္စတွေမှာသူကကျွန်တော်နဲ့တူတွဲပြီးတော့ခေါ်တယ်ကျွန်တော်ကလည်းခုနပြောလို့ပေါ့2013လောက်ကလေးကကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီကိုရီးယားမှာခင်မေးဘက်မှာလေဒီတမစိတ်တာဆိုတဲ့ပရာဟိတအသင်းလေးထောင်ပြကြတယ်တော့အကိုရီနဲ့ပေါ့နော်စီနီယာကိုရီနဲ့ထောင်ပြကြတော့အတူတူလက်တွဲလှုပ်ဆောင်ရနေပြီးကျွန်တော်တို့ကအဲ့မှာကလေးပရာဟိတလို့ကိုကျွန်တော်လည်းပါဝင်ပြီးလှုပ်ဖြစ်ခဲ့တာ2013လောက်ကလေးအတိုင်းလှုပ်ခဲ့တယ်အဲ့မှာတော့တမစိတ်တာအနေနဲ့လှုပ်တာပေါ့နော်အဲ့မှာကလည်းနောက်ပိုင်းကျွန်တော်ဘာသာစကားလေးနည်းနည်းရတော့အဲ့ဒီမှာလည်းစေးရုံဘာသာပြန်လေးကျွန်တော်ကူညီရရှိတယ်ပြီးရင်ခုနပြောလို့ပေါ့နော်ဆက်ရုံဘက်မှာကြတော့လည်းပဲဆက်ရုံဘက်မှာကြတော့လည်းပဲဆက်ရုံကစေးမနဲ့အတူရုံပိုင်းဆိုင်ရာအလုပ်ဒီပါလို့တို့ကျွန်တော်အလုပ်သမားတွေနဲ့ပတ်သက်တဲ့အရေးတွေဆိုလည်းများများသိလာတယ်ပြီးလို့ရှင်ပို့ပြီးတော့အခွင့်အရေးပို့ကောင်းလာ2019လောက်မှာပေါ့နော်ကျွန်တော်ဒီကြောင်နံမှာတွားပြီးတော့ကြတော့ကြောင်နံမှာကျွန်တော်ကိုဒီခင်မေးကစာကြည့်တဲ့ကအကိုပေါ့နော်တယောက်ကနေပြီးတော့မိတ်ဆက်ပြီးတော့အဲ့မှာတွားရင်ပထမတော့ကျွန်တော်ဘာသာပြန်အနေနဲ့ပဲလိုက်ပြီးသွားတာဒါပေမဲ့နောက်ပိုင်းကျွန်တော်ကအဲ့ဒီမှာအခုချိန်ဒီပေါ့နော်ကြောင်နံမြန်မာအတင်းအနေနဲ့လှုပ်ရှားဖြစ်သွားတယ်အခုချိန်ဒီပါပြီးရင်အဲ့တော့2019မှာကျွန်တော်ဒီအာဆီယံထိပ်ကိုရီးယားအာဆီယံထိပ်ဒီစီဝေးပွဲဆိုတာရှိလိုက်တယ်အဲ့ဒီမှာလည်းပဲကျွန်တော်အနေနဲ့ကတော့ကိုရီးယားဒီဟန်ကျောင်းစာပေါ့နော်ကိုရီးယားဟန်ကျောင်းဘူးလို့ပြောတာပါဟန်ကျောင်းဘူးကနေပြီးတော့ဒီဖိတ်ခေါ်လို့ဆိုပြီးတော့ကျွန်တော်ကဒီသမ္မတတွေညသာစားပွဲတင်တာပါတီခန်းနာမှာလည်းပဲကျွန်တော်အနေနဲ့တွားပြီးတော့ဘာသာပြန်တဲ့ဥစ္စာတွေလုပ်ဖြစ်ရတယ်ပြီးရင်ဒီချောင်းဝမ်ဘက်မှာလည်းပဲဒီအဲ့ဒီဥစ္စာအတွက်ဖွင့်ပွဲအခမ်းအနားလုပ်တယ်ပေါ့နော်အဲ့ဒီမှာလည်းပဲကိုရီးယား K-pop အဖွဲ့တွေတော်တော်နာမည်ကြီးတွေအများကြီးနဲ့ပြီးလို့ရှိရင်ကိုရီးယားသမ္မတကတော်တို့ထိုင်းဝန်ကြီးချုပ်တို့ပြီးလို့ရှိရင်ကိုရီးယားဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေပေါ့အများကြီးပေါ့ကျွန်တော်အဲ့တုန်းကတော့ကျွန်တော်တို့ဆန်းစုကြည်လည်းတက်မယ်လို့ဟိုဖြစ်ပေမဲ့လို့လင်းဆိုင်နောက်ကြတာကြောင့်မလို့မလာပြဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ခဏလေးဒီကျွန်တော်တို့လှုပ်ဖြစ်တာနေပြီးတော့အခုလိုလေးပို့ပြီးတော့ထိတွေ့ဆက်ဆံလာဖြစ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစိန်ုံကျွန်တော်ဘာကြောင့်အရန်ကျေးဇူးတင်ရလဲဆိုရင်ခုနလိုမျိုးအလုပ်တွေမှာအတူတွဲလုပ်တယ်နောက်ပိုင်းကျရင်ကျွန်တော်ကဒီကို့အလုပ်တွေမကတော့ပေါ့နော်ဒီကို့အလုပ်သမားတွေအတွက်ပါကျွန်တော်ကနေပြီးတော့ဥဆောင်ပြီးလုပ်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဘာလို့ကျွန်တော်ဥပဒေပိုင်းလေးနည်းနည်းလေးလာတယ်တင်ယူတယ်အဲ့တော့ကျတော့အဲ့ဒီဟာလေးပြန်လဲ share လုပ်ရနေပြီးတော့သူတို့တွေအတွက်လည်းမနစ်နာအောင်တော်တော်ဖြစ်တဲ့အတွက်ဥဆောင်ပြီးလုပ်ဖြစ်သွားခဲ့တာပေါ့နော်တကယ်လို့အဲ့ဒီချိန်မှာကလေးကဒီဆက်ရုံအနေနဲ့ကျွန်တော်ကိုအဲ့ဒီလိုမျိုးခွင့်မပြုခဲ့ဘူးဒီလိုလုပ်ခွင့်တွေကိုသူတို့အနေနဲ့ထောက်ပံ့မပေးခဲ့ဘူးဆိုကျွန်တော်အခုလိုမျိုးဒီလိုမျိုးဒီဗီဇာလည်းဒီလောက်ကြီးရှိနေမှာလည်းမဟုတ်ဘူးလို့ပြီးရင်ဒီလိုမျိုးလဲအကြောင်းလေးပါတက်ဖြစ်တဲ့စင်တီလည်းရှိနေမယ်လို့မထင်ဘူးပေါ့နော်ဒါကြောင့်အတီးကအခြေခံတော့သူတို့ရဲ့ဘယ်လိုပြောမလဲကူညီထောက်ပံ့မှုလို့ပြောမှာပေါ့နော်နားလဲစိတ်နဲ့အဲကြောင့်မလို့ကျွန်တော်ဆက်ရုံတရုံမှာဖြစ်ပဲကုမ္ပဏီမှာဖြစ်ဖြစ်သူတို့တွေရဲ့ပူပေါင်းပါဝင်မှုနဲ့သူတို့ရဲ့ထောက်ပံ့မှုကကျွန်တော်တို့အတွက်အရန်အရေးပါတယ်ဆိုတာလေးကိုဒီညမှာပြောချင်တာပါနော်ပြီးတော့ကျွန်တော်ကအဲ့ဆက်ရုံကနေထွက်သွားတယ်ထွက်သွားတော့ကြတော့ဘယ်လိုလဲဆိုတော့ခွာချမ်းပေါ့နော်အဲ့မှာခွာချမ်းကအလုံးမကျွမ်းဘူးလုံးအလုံးမကျွမ်းသူကလျှက်စစ်ပိုင်းတော့ကျွမ်းတယ်ဒါပေမဲ့ဒီစက်ပိုင်းဆိုင်ရာကြီးမှာမကျွမ်းဘူးပစ္စည်းထုတ်တဲ့စက်တင်ပိုင်းတွေမှာလုံးဝမကျွမ်းဘူးဒါပေမဲ့လျှက်စစ်စက်တွေပိုင်းပြက်လို့လျှက်စစ်ပိုင်းဆိုတော့သူအတကုံကျွမ်းတယ်သူ့မေဂျာကသူလျှက်စစ်နဲ့ပြီးထားဆိုတော့လေဒါပေမဲ့အလုံးလုံးတဲ့အခါမှာအဆင်မပြေဘူးဆိုတာသူ့ကိုဘာမှမလုပ်ခိုင်းဘူးအလုပ်ဝင်ထွက်ပဲလုပ်ခိုင်းခဲ့တယ်ဒါပေမဲ့ तू ကအလုပ်သမားတွေကိုကြမ်းမှပြဿနာရှာတယ်ကျွန်တော်ကတော့ကိုကသူ့အလုပ်စားပါကိုကလည်းအလုံးမှာဆက်ုံမှာလည်းလုပ်ပေးရသေးတယ်ပြီးရင်တခြားအလုပ်သမားတွေက pressure ဖြစ်တော့ကြကျွန်တော်တို့လာပြီးတော့ဘာဖြစ်တော့ကျွန်တော်ကပို့ပြီးတော့ stress တွေပို့ရတာပေါ့နော်အဲ့မှာတင်အဲ့ဆိုင်ရွာနေထွက်ဖို့တော့ကိုကျွန်တော်2နှစ်တိတိတိုင်မင်ရတယ်သူတို့အကြီးနဲ့တိုင်မင်တဲ့အချိန်မှာသူတို့ကလည်းဟိုတယောက်ပြင်မှာပါအခုမှရောက်ခါစားပါဆိုပြီး2နှစ်တိတိစောင်းနေဒါပေမဲ့
နောက်ဆုံး2နှစ်ပြည့်တော့တိုင်ကြာ2နှစ်ပြည့်တဲ့အချိန်မှာလုံးဝမရတော့ဆိုတော့ကျွန်တော်ကခတိတိုင်းပဲထွက်မယ်ဆိုပြီးထွက်တယ်အဲ့ဒါတော့မှသူတော့3လထပ်ပြီးတော့ဒါလို့3လထပ်လုပ်ခဲ့ရတယ်ပေါ့နော်ပြီးမှအဲ့ဒီဆိုင်ရုံကနေအလုပ်ထွက်တယ်ထွက်ပြီးတော့ကျတော့ဘေးနာဆိုင်ရုံလက်ရှိလုပ်နေတဲ့ဆိုင်ရုံမှာပြောင်းတယ်အဲ့ဒီဆိုင်ရုံကနေပြီးတော့မှလုံနေရနေပြီအဲ့ဆိုင်ရုံမှာပဲအဲ့ဆိုင်ရုံမှာလည်းကျွန်တော်တစ်နှစ်ကျော်လေးပဲကျန်တော့တာတစ်နှစ်ကျော်လေးကျန်တာကိုအဲ့ဒီဆိုင်ရုံမှာလုပ်ပြီးတော့ကိုယ်နိုင်ငံကိုပြန်မယ်လို့တာကန်နဲ့ဝင်ခဲ့တာပဲဒါပြင်မယ်လို့ဘယ်လိုပြောရမလဲဆိုတော့ဒီကျွန်တော်မြန်မာနိုင်ငံမှာအာနာသိမ့်သွားတယ်ပေါ့နော်အာနာသိမ့်တော့ကျွန်တော်ဒီတိုင်းမျိုးဖြစ်နေအဲ့ဒီမှာတင်ကျွန်တော်က2000နဲ့မှာခုနကပြော2012ကနေပြီးတော့2021ထိ E9 နဲ့ရှိခဲ့တယ်နှစ်ကချီပြန်လာပြီးတော့ဗောနော်ပြီးရင်2021ခုနှစ်ဘယ်နှလပိုင်းလဲ2021ခုနှစ်9လပိုင်းမှာကျွန်တော် E7 ကိုပြောင်းလိုက်တော့တယ်ပြောင်းလိုက်ပြီးတော့ကျတော့အဲ့ရနေပြီးတော့2023 6လပိုင်းထိ E7 နဲ့နေတယ်ပြီးရင်2023 6လပိုင်းကနေပြီးတော့လက်ရှိအထိပေါ့လက်ရှိအထိဆိုတဲ့ဒီဗီဇာတက်တန်းတော့2029 5လပိုင်းထိရှိရပါအဲ့ဒါတော့ကျွန်တော် F2 နဲ့ဖြစ်နေရပါတော့ F2 မှာဆိုလို့ရှိရင်လည်းပဲကျွန်တော် F2 မှာကျတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် F2 မှာလည်းပထမဆုံးတစ်နှစ်ပဲရတယ်ပေါ့နော်ဒီ E9 ကနေချိန်နေချိန်မှာ E9 ကနေ F2 ချိန်နေချိန်မှာကျွန်တော်ကတော့ခုနပြောလိုပဲဟိုနည်းနည်းလေးထူးထူးခြားခြားလို့လေးဖြစ်သွားတာပေါ့နော်ဒီတစ်နှစ်10လလောက်နဲ့ကျွန်တော် F2 ကိုရလိုက်တယ်ပြီးလို့ချင်းအဲ့ဒီချိန်မှာတင်တာအချက်လက်တွေကတော့ထွေထူးထူးတော့မရှိပါဘူးကျွန်တော် KIMB ရဲ့ပြီးလို့ချင်းYTN နေပြီးတော့ကျွန်တော်ကဒီရှီချောင်းကြတယ်ဆန်ရထားရှိရပါတော့အဲ့ဒီဟာလေးရဲ့ topic ရဲ့ပြင်လာစာအဲ့ချိန်မှာကျွန်တော်380လောက်ရတယ်380လောက်ရတယ်အဲ့ဒီဥစ္စာလေးပဲတင်ပြီးတော့ပဲဒီတိုင်းသူတို့ကကျွန်တော် F2 ပေးလိုက်တယ်ပြီးလို့ရှိရင်တခါတက်တန်းပြန်တိုးတယ်ပေါ့နော်တစ်နှစ်ပြည့်လို့တက်တန်းပြန်သွားတိုးတဲ့အချိန်မှာကျတော့ဘာလေးတိုးလာလဲဆိုရင်ခုနပြောလို့ K2B ပဲပြန်တင်တယ် level 5ကပြီးသွားပြီပေါ့နော်ကျွန်တော်ဒီ level 5ဒီပြီးတာပြင် YTN လက်မှတ်ပြန်တင်တယ်ပြင် topic တင်တယ်ပြင်ဒီအဲ့ဒီမှာကျပါတော့ကျွန်တော်ကဒီပူဆန်တက္ကသိုလ်မှာဒီကျောင်းလျှောက်တယ်ပေါ့နော်ကျောင်းလျှောက်တော့ကျကျွန်တော်ကျောင်းဝင်ခွင့်ရတယ်ဝင်ခွင့်ရတဲ့ဟာလေးပါပဲတင်လိုက်တယ်တင်လိုက်တော့ကျတော့အဲ့ဒါရဲ့အဲ့ဒီချိန်မှာလာစာကလည်းကျွန်တော်တင်တယ်300လောက်ရနေပြီကျွန်တော်လာစာ330လားမသိဘူး410ရတယ်အဲ့ဒီဥစ္စာ410ရလဲဒီစက်ရုံမှာလုပ်တဲ့ဟာရယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥပဒေရုံးမှာဘာသာပြန်ကနေပြီးပေးတဲ့ဟာရှိတယ်ဟုတ်တယ်အဲ့ဒါလေးပဲပေါ့နော်အဲ့ဒီပတ်စက်ကလေးရပေါင်းမလို့ဆိုဒီမှာ410ကျော်လောက်ဖြစ်သွားတယ်အဲ့ဒီဟာလေးရတင်လိုက်တဲ့ဒါပေမဲ့သူတို့ဒီတစ်ခါဟောဖြစ်တဲ့ခါမှာကျတော့သူတို့3နှစ်ပေးလို့လိုက်တယ်ပေးတဲ့အချိန်မှာလည်းပဲပုံမှန်ဆိုလို့ရှိရင်သူက ID card တွေပါတယ်သူတို့စစ်ပြီးမှပေးမယ်ကျွန်တော်အဲ့နေတော့သူတို့ချက်ချင်းပဲတစ်ခါလေးပေးလို့လိုက်တယ် ID card မှာတစ်ခါလေးဒီစိတ်တုံးရိုက်ပြီးတော့ပို့လိုက်ပေးလိုက်တယ်တခြားရင်အချိန်တွေမှာတော့ဗီဇာလျှောက်လို့ရှိရင်ကျွန်တော်တို့သူတို့စစ်ပြီးမှပြန်ပေးရပါတော့တစ်ပတ်ကြာနှစ်ပတ်ကြာသုံးပတ်ကြာဒါပေမဲ့အဲ့တော့တတန်တိုးရဲ့အချိန်မှာသူတစ်ခါလေးပဲ ID card မှာတတန်တိုးပြီးပေးလိုက်တယ်3နှစ်ထိပေးလိုက်တော့ကြတော့သူတို့3နှစ်ရတွက်လိုက်တာကတော့ကျွန်တော်တကယ်လို့ဒီကျွန်တော် master တက်နေရမှာ master တက်တော့ကြတော့ပုံမှန်ဆိုရင်2နှစ်တက်ရတယ်2နှစ်တက်တော့မှကျွန်တော်သိစစ်တွေပါရေးမယ်ဆိုလို့ရှိရင်2နှစ်ခွဲလည်းဖြစ်သွားနိုင်တယ်တချို့ကျွန်တော်သိစစ်ရေးတာကြာရင်3နှစ်လည်းဖြစ်သွားနိုင်တော့ကြတော့သူတို့ကလိုရမယ်ဟာ3နှစ်တခါတည်းပြီးလိုက်တယ်ထင်ပါတယ်ပွဲရတဲ့အချိန်ထိပေါ့လေပွဲရတဲ့အချိန်ကျရင်ကျွန်တော် green card တန်းပြောင်းလို့ရတယ်ဆိုတော့လေအဲ့လိုမျိုးနဲ့သူတို့ချိန်ပြီးပေးလိုက်တယ်ထင်ပါတယ်ဒါမှလည်းကျွန်တော်ကအခုနောက်နှစ်တီးစစ်မရေးခဲ့ဘူးဆိုရင်ပေါ့နော်တီးစစ်မရေးသည်ဖြစ်ရေးသည်ဖြစ်အဲ့ဒါကျွန်တော်လည်းစဉ်းစားနေတော့မှာဒါပေမဲ့နောက်နှစ်2026နှစ်လပိုင်း28ဆိုကျွန်တော်ဒီဘာသာရဲ့တေကုန်ပြီးရင်ကျွန်တော်ဒီနှစ်6လပိုင်းအတန်ဒီပြီးလို့ intake တီတက်လို့ရှင်ပြီးပြီဆိုတော့အဲ့ချိန်ကျရင်ကျွန်တော်ပွဲရပြီပေါ့နော်ပွဲရပြီဆိုလို့ရှင်တော့ကျွန်တော်အနေနဲ့တခါတည်း green card F5 ကိုရှောင်းမလို့ပေါ့နော်ရှောင်းမလို့ပြင်ထားတယ်ပြင်ပြီးတော့လာစားလဲအခုချိန်နေအဆင်ပြေတယ်စိတ်ရွာတစ်လောက်ကို40သိန်းပြီးတော့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းလေးတော့လိုနေမှာပေါ့နော်နည်းနည်းလေးလိုမှာဆိုကျွန်တော်ကနည်းနည်းလေးလိုနေတာလေးဥစ္စာတော့10သိန်း30လောက်လိုမှာပေါ့ဒီကျွန်တော်အခု3လပိုင်းမှာသူကလာစားတိုးပေးတာဆိုတော့လေရှေ့က2လပိုင်း3လပိုင်းလောက်လိုတဲ့ပတ်ဆက်ကိုကျွန်တော်တည်ရင်အချိန်ပိုင်းပေါ့နော်ဘယ်နေရာမှာလောက်အောင်မလဲတော့မသိဘူးအချိန်ပိုင်းတစ်ခုခုလောက်လိုက်မယ်လောက်ပြီးတော့30ဖြစ်လိုက်လို့ရှိရင်ချားမယ်490ကျော်ဆိုရင် GNI မှီတယ်အဲ့ဒီဥစ္စာကလည်းကျွန်တော်2026နှစ်လပိုင်းထိပဲဘောင်းဝင်တာဘောင်းဆို3လပိုင်းကစပြီးလို့ရှိရင်ဒီနောက်နှစ်ဥစ္စာနဲ့ကျုံဝင်သွားရင်ပို့ပြီးတော့တက်သွားမှာဆိုတော့ကျွန်တော်ကလည်းဘွဲရချင်းကိုပဲချက်ချင်းရှော့အောင်ပါပေါ့နော်အဲ့ဒါမှလည်းပဲကျွန်တော်ရဲ့ဒီ GNI နဲ့မှီမှာဆိုတော့လေ
အဲ့လိုမျိုးခက်ကလေးရှိရယ်ပြီးလို့ရှိရင်အခုရှေ့မှာကျွန်တော်ဗီဒီယိုဖိုင်တစ်ခုရိုက်ထားခဲ့တယ်ပေါ့နော်ရိုက်ခဲ့တဲ့ခုမှာဆိုလို့ရှိရင်ဗာလဲဆိုတော့ဒီဘွဲရပြီးရင်တော့မှအလုံး3နှစ်ဆိုတဲ့ဥစ္စာကြီးကိုကျွန်တော်တို့တေချာပြန်ပြီးရှာကြည့်တဲ့အချိန်မှာတော့ဟိုလိုဒီလိုလေးဖြစ်နေပါတော့သူကကြတော့ပြပါကနေပြီးတော့ဘွဲရထားရင်အဲ့ဒီဘွဲနဲ့အတူကိုင်းညီတဲ့စက်ရုံအလုံးမှာပေါ့နော်ကိုင်းညီတဲ့အလုံးမှာ3နှစ်လောက်ပြီးမှလို့လဲရှိတယ်ပြီးလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီမှာအနေနဲ့ဆိုလို့ရှိရင်တော့လုံးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ E9 E7 E7 F2 ပေါင်းပြီးတော့ကြတော့3နှစ်ပြည့်တယ်ဆိုလို့ရှိရင်လည်းပဲဒီအပွဲရရင်လည်းရောက်လို့ရဟိုပြောင်းလို့ရရဆိုလည်းပဲတင်တာရှိပါဒါပေမဲ့တချို့ public မှာပြန့်နေတဲ့ဥစ္စာရတော့တမျိုးလေးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သူတို့ရဲ့ဒီ High Korea ရဲ့ဒီဗီဇာဖိုင်ရှိရပေါ့နော်အဲ့ဒီဖိုင်ထဲမှာဝင်ကြည့်တဲ့အချိန်မှာအဲ့လိုတွေ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပွဲရတဲ့အချိန်မှာ try ကြည့်အောင်မလို့ပေါ့နော် try ကြည့်လို့ပြီးရင်ကြားမြတ်ဆိုတော့မသိသေးဘူးပေါ့နော် try ကြည့်အစီအစဉ်လေးရှိပါတယ်ကျွန်တော်အနေနဲ့ကျန်တဲ့ဒီလိုအပ်ချက်တွေအကုန်ပြည့်စုံတယ်လာစားလည်းခုနပြောလို့ပြည့်စုံတယ်ဒီပွဲလေးအတွက်ပဲလိုတာဆိုတော့ကြတော့အကယ်၍ကျွန်တော်ကဒီလာမယ့်2026နှစ်လပိုင်းမှာမလျှောက်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်နောက်နှစ်ကျလို့ရှိရင် GNI ကထပ်မြင့်သွားပြီထပ်မြင့်သွားရင်ကျွန်တော်ကလာစားထပ်ပြီးတထေးစီတောင်းမှုဆိုတာလည်းခက်တယ်ပေါ့နော်ဆိုတော့ကြတော့တနိုင်လောက်တော့ green card ကိုအမြန်လျှောက်ပြီးယူထားလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ GNI ကိစ္စတော်တော်လေးအဆင်ပြေမယ်ဆိုတော့လေအဲ့လိုမျိုးလေးကျွန်တော်တို့စဉ်းစားထားတယ်ဒါကတော့ကျွန်တော်ရဲ့လက်ရှိဗီဇာ process ကလေးတွေဒီတိုင်းလေးပဲပေါ့နော်ထူးဟိုလိုမျိုးတော့မရှိတာဘူးတိုးတော့အဲ့လိုမျိုးလေးပြီးတယ်ဆိုတော့လေပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့လက်ရှိမှာတော့လောက်ရှမ် brighter အနေနဲ့လုတ်တရရတော့အများကြီးပဲရှိရပေါ့နော်ဒါပေမဲ့လို့အဲ့ဒီဥစ္စာတွေကကျကျွန်တော် brighter အနေနဲ့ဟိုမတင်ထားဘူးဟို brighter အနေနဲ့ဒီဘာလဲသူတို့ website ရှိရပေါ့နော်အဲ့ဒီမှာတင်ရတယ်ဒါပေမဲ့ကျွန်တော်မတင်ပြဘောင်းတော့ကျွန်တော်အခုပညာရေးတွေလည်းလုပ်တယ်ပြီးလို့ရှိရင်ဒီအာဆီယံပွဲတွေနဲ့ပတ်သက်ပြီးလည်းကျွန်တော် brighter အချိန်ကြီးအများကြီးပြီးလုပ်တယ်ပြီးလို့ရှိရင်အခုဆိုရင်ဒီလွတ်တော်တွေမှာခဏခေါ်တယ်တွားလို့ရှိရင်လည်းပဲဒီဗီဇာကိစ္စတွေပြောတယ်ဆွေးနွေးတယ်တွားတယ်အခုလည်းနောက်ထပ်လည်းတစ်ခါခေါ်ပြန်ပြီပေါ့နော်အခုဒီနေ့ထပ်ပြီးစာရောက်လာတယ်သူတို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီအရင်နဲ့ပတ်သက်ပြီးတော့ brighter အနေနဲ့ကျွန်တော်အနေနဲ့အချိန်တော့ထဲ့မထားပြဘူးပေါ့နော်လောလောဆယ်ပုံမှန်လေးပဲတွားပြီးတော့ခုနပြောသလိုပဲ KIB level 5V ထားတဲ့ဟာရှိမယ်ပြီးလို့ရှင်လက်ရှိတကယ်လို့ပွဲရလို့ရှိရင်ပွဲလက်မှတ်ရှိမယ်ပြီးရင် YTN မှာဒီရှီချောင်းကြဒီဇိုင်းရထားတဲ့ဟာရှိမယ်ပြီးရင်ဒီနှစ်ထဲမှာတော့ဗောနော်ဒီ2025နှစ်ထဲမှာတော့ကျွန်တော်တို့ဒီကြောင်နန်တူကြီးစားရဲ့ဒီကွန်ပျူလက်မှတ်ပေးမဲ့စကားတင်စင်းထဲမှာတော့ဒီနှစ်တော့ကျွန်တော်စကားတင်တော့ဝင်ထားတာတော့ရှိတယ်ဒါကြလို့အဲ့ဒီလက်မှတ်ကလေးရခဲ့ရင်တော့တမျိုးပေါ့နော်နည်းနည်းလေးအထောက်အကူလေးများပြုမလားတော့မသိဘူးအဲ့လိုမျိုးလေးတွေရှိတယ်ပြီးနောက်တစ်ခုကကျွန်တော်ကဒီပူဆန်တက္ကသိုလ်နဲ့ကျွန်တော်ဒီကျောင်းသားလေးပညာရေးကိစ္စတွေမှာဟိုထဲဝင်လေးလုပ်ပေးညာရှိရပါတော့အဲ့အတွက်လည်းပူဇန်တက္ကသိုလ်ဘက်ကိုဥပမာဟိုတခြားလူတွေလည်းပြောပြပါတော့အဲ့လိုမျိုးလေးလုပ်တယ်ဆိုရင်သူတို့အနေနဲ့ကျွန်တော်အနေနဲ့အခုလိုမျိုးလုပ်ပြီးရတဲ့ဟိုဒီ certificate ပုံစံလေးပဲဖြစ်ဖြစ်ဘလို့ထောက်ထားလေးပဲဖြစ်ဖြစ်တောင်းကြည့်ပြီးလို့ရှိရင်ရလို့ရှိရင်လည်းဒါလေးအထောက်အကူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပညာရေးနဲ့ပတ်သက်ပြီးတော့လေဆိုတော့အဲ့ဒါလေးတွေလည်းအကြံပေးချင်တာပေါ့နော်အဲ့လိုမျိုးလေးလှုပ်ထားလေးရှိလို့ရှိရင်လည်းယူထားတင်တာတော့ကျွန်တော်လွတ်တော်မှာတော်ဆွေးနွေးနေရတော့ကျွန်တော်လွတ်တော်တော့ပေးဖို့တော့လွယ်မယ်လို့မထင်ဘူးဘာဖြစ်လို့ဆိုတော့သူတို့ကပဲနိုင်ငံရေးအချင်းချင်းအပြန်အလှန်ကစားနေကြတာဆိုတော့လေဒါပါပဲကျွန်တော်ရဲ့ visa process ရတော့ကျွန်တော်ဒီလိုလေးပဲပေါ့နော်ဒီမတင်မဖက်အာနာသိမ်းသွားလို့ E7 ပြောင်းပြီးတော့ဆက်ပြီးနေဖြစ်သွားတယ်မဟုတ်လို့ရှင်ကျွန်တော်ကပြန်ပြီးတော့ကြတော့ကိုယ့်နိုင်ငံမှာအခြေချဖို့အစီအစဉ်ကနေပြီးတော့အခုလိုပြောင်းသွားတယ်ဒါပေမဲ့လို့ရှေ့မှာမိခင်ယုံကကောင်းငယ်လို့အခွင့်အရေးတွေကြောင့်ဒီလိုမျိုးလေးတစ်စင်တီးခွင့်လေးတွေရတယ်ပြင် brighter လုပ်တွေလုပ်ခွင့်လုံးရင်းရနေပြီးတာပဲကိုသူများရေးလည်းပဲနည်းနည်းတက်နိုင်တဲ့လောက်လေးပြန်ပြီးမျှဝေနိုင်တာလေးတွေရှိလာတယ်ကိုတိုင်းလည်းပဲစူးစမ်းခြင်းစိတ်ပေါ့နော်စူးစမ်းလို့ရတဲ့အခွင့်အလမ်းလေးတွေလည်းပဲပေါ်လာတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်